မိမိရဲ့ကျေးလက်တော်သူဖြစ်ရတဲ့ဘဝကိုနာကြည့်ပြီးတော့ဖြစ်ပညာဓာတ်မြို့ကြီးသူဖြစ်ခြင်းနဲ့စိတ်ထားပါမဖြစ်ဘူးလားမရတော့ဖြစ်ပါတယ်နော်သူကရန်ကုန်မှာဖြစ်ပညာဓာတ်မြို့ကြီးသူဖြစ်တဲ့အတွင်းဝင်ရုံမှာအရာရှိတူဖြစ်သွားခဲ့ပါတယ်နော်ကောင်းလားအိုခြင်းတရားပရိသန္တိနေရတဲ့ဒုက္ခရှိတယ်အိုရတဲ့ဒုက္ခရှိတယ်နာရတဲ့ဒုက္ခရှိတယ်သိရတဲ့ဒုက္ခရှိတယ်ဒါကြောင့်ဘုရားရှင်ကမစင်ဟူသည်မြတ်သည်အနည်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေရွှန်ရှာဆက်စုပ်ပဲသဘောသာဧကန်ရှိသလိုဘဝဟူသည်မြတ်သည်အနည်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေမြည်သည့်ဘဝကိုမြတ်ငါပြန်မချီးမွမ်းပါဘူးဘုရားရှင်ကတော့မနှိမ့်ချိုက်ပါဘူးသို့တော့ဒီကံတွေကဒီလိုထူထောင်ခဲ့ရင်ရခဲ့တယ်ဆိုတဲ့သဘောကိုဘုရားကဒါကတော့ဟောပြပေးတယ်နော်ဒီတော့အဲ့ဒီလိုရှုလိုက်တဲ့အခါမှာဒီတတိစွာလောင်းလူနေတဲ့စိတ်စတိတ်က34လုံးရှိတယ်ဇောမှာနော်ဇောခိုင်မှာ34လုံးရှိတော့အဲ့ဒီ34လုံးသောနန္တရားလေးတွေကိုသိသိပြီးတဲ့အချိန်ခါမှာဒီ34လုံးသောနန္တရားလေးတွေကချုပ်ပြတ်သွားပြီးတော့ ਨੇ စွမ်းအင်ကမ္မတတ္တိလေးအဲ့ဒီယုံနာစင်မှာမြုပ်နှံပြီးထားခဲ့တယ်အဲ့ဒီတတ္တိလေးကိုမြင်အောင်ကြည့်ရတယ်ဒီတတ္တိလေးကိုရှာဖွေတွေ့ရှိတဲ့အချိန်ခါကျတော့ဘာလုပ်ရမလဲခုနကမိမိဒီအတိတ်ကြောင့်တရားတွေကိုမရှုခင်မှာရှေးဥစွာပရိသန္တိအခိုက်မှာတည်ရှိနေတဲ့ရုပ်တည်နာမ်တွေကိုမိမိကရှုထားပြီးဖြစ်နေတယ်ရှုထားပြီးဖြစ်တော့အဲပရိသန္တိကလရေကြီးတည်စအခိုက်မှာယုတ်ကလအမျိုးအစားက3မျိုးရုပ်အမျိုးအစားက30ရှိနေတယ်အဲ့ဒီရုပ်30နဲ့ဒီဘက်ကကမ္မတတ္တိနှစ်ခုကိုဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ကြည့်ရတယ်ဒီကစိတ်ကြောင့်စေတသိက်ရုပ်ဖြစ်တာကိုရှုတတ်တဲ့ပုဂ္ဂိုလ်ကဒီကမ္မတတ္တိကိုတွေ့ရတယ်ဒီကံကြောင့်ဒီကမ္မဇရုပ်ဖြစ်သလားမဖြစ်ဘူးလားဟိုဘက်ကြည့်ဒီဘက်ကြည့်ကြည့်ရင်ဘာတွေ့ပါလဲတိုးတော့ဒီနေရာမှာအယူဆတော့မလွဲနဲ့နော်ဘုရားရှင်ဟောထားတာကဘုန်းကြီးတို့ဒီနေရာမှာဗျာပါဒမရှိဘူးနော်ဗျာပါဒဆိုတာကဗျာပါဒဆိုတာကအကြောင်းတရားတွေမှလည်းအကျိုးတရားကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ဗျာပါဒမရှိဘူးအကျိုးတရားတွေမှလည်းအကြောင်းတရားလာခဲ့ပါစေတို့ဖြစ်လိုက်မယ်ဆိုတဲ့ဗျာပါဒမရှိပါဘူးဣမသမိန်တတိဣဒံဟောတိဒီအကြောင်းတရားရှိခဲ့ရင်ဒီအကျိုးတရားရှိတယ်ဣမသမိန်အတ္တတိဣဒံနဟောတိဒီအကြောင်းတရားမရှိရင်ဒီအကျိုးတရားမရှိဘူးအကြောင်းတရားမှလည်းအကျိုးတရားကိုငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ဗျာပါဒမရှိပါဘူးသို့တော့ဒီအကြောင်းကရှိခဲ့ရင်ဒီအကျိုးကဖြစ်လာတယ်ဣမသမိန်တတိဣဒံဟောတိဣမတုပ္ပါဒဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ခြင်းကြောင့်ဒီအကျိုးတရားကဖြစ်တယ်ဒီလိုသဘောပဲတစ်ခုနဲ့တစ်ခုဗျာပါဒမရှိဘူးနော်ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ဗျာပါဒမျိုးတော့မရှိဘူးအဲ့တော့စိတ်ကလေးရှိတဲ့စိတ်ကြောင့်စရိတယုတ်ဖြစ်တယ်ယောဂီကသဘောပေါက်ပြီသဘောပေါက်အောင်လည်းဒီနှလုံးအရင်အတွင်းဟရိယဝတ္ထုယုတ်ကိုမိဖြစ်နေတဲ့စိတ်ကိုကျင်ဖန်မြတ်စွာထက်ခါကြည့်ရတယ်ကြည့်လိုက်တဲ့အခါဒီစိတ်ကြောင့်စရိတယုတ်ဖြစ်တဲ့သဘောပေါက်ပြီဆိုတဲ့ပုဂ္ဂိုလ်ကဒီကမ္မတတ္တိကိုရှာဖွေတွေ့ရှိတဲ့အခါဒီကမ္မတတ္တိကံကြောင့်ဒီယုတ်တဲ့နံတွေဖြစ်ဒီယုတ်တရားတွေဖြစ်နေတာကိုလည်းတွေ့ပြီအဲ့ဒီခါကျတော့မှသူကကြောင်းကျိုးဆွနေမှုပရိစ္ဆသမုပ္ပါကိုစသိတာအကြိမ်မဖြစ်ခဲ့ဘူးတချို့ယောဂီများမှာတော့မဖြစ်ဘူးဘာကြောင့်လဲသူတို့စိတ်လိုက်တာကမရဏတနာဇောရဲ့အာယုံမဟုတ်ဘူးမရဏတနာဇောမတိုင်မီလေးမှထင်နေတဲ့အာယုံသူကနှချမ်းထဲမှာနားတွေစုလောင်ထားတော့မောလင်းကံဒီခြံဝမှာနွားတွေကစုပြုံပြီးတွန်းနေသလိုနော်ကံတွေကအလုရဲ့ဖြစ်နေတယ်ဟိုကံကလည်းအကျိုးပေးဖို့ကျုပ်ပေးတော့မယ်ဒီကံကလည်းအကျိုးပေးတော့မယ်ဒီလိုအလုရဲ့တွေဖြစ်နေတယ်အဲ့လိုအလုရဲ့တွေဖြစ်နေတဲ့အချိန်ခါမျိုးမှာဒီသူကတခါတည်းမရဏတနာဇောရဲ့အာယုံမဟုတ်ဘဲနဲ့မရဏတနာဇောနဲ့ကတ်နေတဲ့အာယုံတစ်ခုကိုသူရှုမိတတ်တယ်လည်းဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်သူကဒီကံကြောင့်မဖြစ်ရင်လည်းမဖြစ်ဘူးဆိုတာယောဂီကသိတယ်သိခဲ့ရင်နောက်ကံတစ်ခုထပ်ပြီးရှာခိုင်းရတယ်ရှာလို့သင်ကြပြီးတွေ့ပြီဆိုရင်လည်းဘုန်းကြီးတို့ကပြန်ပြီးသင်္ကန်းဒီမရဏတနာဇောအချိန်ခါကိုပြန်ပြီးထက်အစစ်ခိုင်းရတယ်စစ်လိုက်တဲ့အခါမှာဒီမရဏတနာဇောအခိုက်မှာဒီအာယုံကပြန်ထင်တာမှန်ပဲနောက်ဆုံးအာယုံပဲဆိုရင်တော့ဒါသိကြသွားပြီအဲ့ဒီကကြတော့မှဘုန်းကြီးတို့ဆိုလိုတဲ့အဓိပ္ပာယ်လေးနည်းနည်းလေးထပ်ပြီးနားထောင်အတိတ်ကခုနကတင်းတင်းစွာလောင်းလှူနေတဲ့အချိန်ခါမှာဖြစ်ပေါ်နေတဲ့စိတ်ထားအဝိဇ္ဇာတဏှာဥပါဒံတို့ကစိတ်စရိတ်အလုံး20သင်္ခါရကံတို့ကစိတ်စရိတ်34လုံးအဲ့ဒီယုတ်ဒီနောက်တို့ရဲ့မိယဝတ္ထုယုတ်ကဟရိယမှာရှိတဲ့54မျိုးသောယုတ်အဲ့ဒီယုတ်ဒီနံဒီကိုသိသိတဲ့ဉာဏ်ကနာမရူပပြည့်စုံတဲ့ဉာဏ်ပဲသို့တော့
အဲ့ဒီယုံနာမှာပါနေတဲ့ဒီကာမတတ္တိအဝိဇ္ဇာရဏဥပါဒံတို့ရဲ့အပိထောက်ပံ့မှုကိုရရှိနေတဲ့ဒီကာမတတ္တိကိုမြင်တဲ့အခါဒီကာမတတ္တိကြောင့်ဒီပရိသန္တိအခိုက်မှာကာမဇယုတ်30ဖြစ်တာကိုမြင်ပြီးဆိုတော့မှအဲ့ခါကျတော့မှဒါအကြောင်းတရားဒါကအကျိုးတရားအဲ့ပစ္စယပရိက္ခဉာဏ်ကိုစရရှိတာဖြစ်ပါတယ်ဒါကြောင့်အတိတ်ယုံနာကိုမသိသိတတ်သေးတဲ့ပုဂ္ဂိုလ်ဟာဒီပစ္စယပရိက္ခဉာဏ်ရရှိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးအတိတ်ယုံနာကိုသိချာရှာဖွေတွေ့ရှိပြီးမှဒါလျှင်ဒီပစ္စယပရိက္ခဉာဏ်ဆိုတာကရှုလို့ရပါတယ်ဒီတော့ဒီအဝိဇ္ဇာတဏဥပါဒဏ်ရဲ့ပုံသွင်းပေးတဲ့အတိုင်းသူကအဝိဇ္ဇာတဏဥပါဒဏ်ရဲ့ဆန္ဒအတိုင်းဒီသင်္ခါရကံကအကျိုးပေးရတယ်အကယ်၍သူကသာဘုန်းကြီးဖြစ်မဲ့ဆူတောင်းမယ်ဆိုရင်သူဘုန်းကြီးမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဒါပြင်းနဲ့ခက်တာကစိတ်ထားတွေတော်တော်လေးဆန်းကျင်ပါတယ်နော်ဒီနေရာမှာဘုန်းကြီးစိတ်မကောင်းတဲ့အကြောင်းအရာလေးတစ်ခုတော့နည်းနည်းထပ်ပြောချင်ပါတယ်ယောဂီတယောက်သူကအတင်းကြောင်းစပြီးရှုခိုင်းလိုက်တဲ့အချိန်ခါကျတော့သူကဘာတွေ့လဲဆိုတော့ယဟန်တော်လေးတစ်ပါးသွားတွေ့ဒီယဟန်တော်လေးကဘာလုပ်နေလဲဆိုတော့အားလက်တဲ့တနေ့ဥပုပ်နေလို့နေမျိုးမှာဇေဒီတော်တွေကိုသူကလိုက်ပြီးဖူးမြော်ကြော့နေဖူးမရောက်ဘူးလို့နေတူပါတယ်နော်ဖူးမြော်ကြော့နေနဲ့ဘာတွေ့လဲဆိုတော့အမျိုးသမီးလေးတဦးကိုသူကသွားတွေ့ဒီအမျိုးသမီးလေးကဘယ်လိုအမျိုးသမီးလဲဆိုတော့ကောင်းခြင်း၅ပြားလက္ခဏာစုံညီနေတဲ့အမျိုးသမီးကောင်းခြင်း၅ပြားသိကြတယ်ထင်တယ်စံမီကောင်းခြင်းစသည်ဖြင့်ပေါ့နော်ခုခေတ်ကတော့ကောင်းခြင်း၅ပြားမရှိတော့ကောင်းခြင်း၄ပြားပဲရှိတော့ဘာဖြစ်လို့လဲအကုန်လုံးဂုံဝဲတွေဖြစ်နေဟုတ်တယ်စံမီကောင်းခြင်းဆိုတာကမရှိတော့ဘူးပျောက်သွားပြီအဲ့ဒါကြောင့်ဆူတောင်းရင်ကောင်းခြင်း၄ပြားနဲ့ပဲဆူတောင်းရမလို့ဖြစ်နေကောင်းခြင်း၅ပြားတောင်းလို့တော့မရတော့အဲ့ဒါသူကဒီအမျိုးသမီးလေးကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ဆံမင်းကသိကောင်းတယ်ခေတ်စကလုံးနဲ့ပြောရင်တော့ဘရုံးရောင်ကေတာပေါ့နော်ဖြတ်လိုက်တော့ဒီကုလုံးဝဝေးဖြာနေတယ်ဘာမဲနံမိုးရွာတယ်ဆိုတော့ဘာဆိုလဲဟုတ်လားဒီပုံစံဆိုတော့သူကသိအကြတယ်ဒီအမျိုးသမီးလေးကိုသိသဘောကျပြီးတော့ဒီလိုသူ့လိုအမျိုးသမီးဖြစ်ချင်တဲ့စိတ်ထားပေါ်သွားတယ်ခက်ပုံကနော်ပေါ်တော့ဒီစိတ်ဓာတ်ကပြီးရောလားဆိုတော့မပြီးသေးဘူးဒီနေ့မှသူ့မွေးနေ့မှာတန်ဃာတော်တွေပြင့်ဖက်ပြီးတော့ဆွန့်လှူတယ်ဆွန့်လှူတဲ့ခံမှာဒီအမျိုးသမီးလေးအာယုံကိုပြန်အမှတ်ရပြီးတော့သူကလည်းအဲ့ဒီလိုအမျိုးသမီးလေးဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒတပေါ်လာပြန်တယ်ဆုတော့မတောင်းပါဘူးဆုမတောင်းပေမဲ့စိတ်ကလေးတစ်ခုကိုမထိန်ချုပ်နိုင်တဲ့အတွက်နော်စိတ်ဖြစ်ုံလေးဖြစ်တာပဲစိတ်ကိုမထိန်ချုပ်နိုင်တဲ့အတွက်ဘာဖြစ်သွားလဲဒီကံကသူ့တန်ဃာတွေကိုဆွန့်လှူတဲ့ကံကအကျိုးပေးတယ်ဒီဘဝမှာအကျိုးပေးလိုက်တော့ဒီဘဝမှာသူကအဲ့ဘရုံးရောင်ကေတာပဲဖြန့်လိုက်ရင်လည်းဒီကုလုံးဝဝေးဖြာနေတဲ့အမျိုးသမီးတူလာဖြစ်ပါတယ်အဲ့ဒီရှုခဲ့လည်းတွေ့ရထိုင်ကိုပါလေရောယဟန်ဘဝကနေပြီးတော့ဒီအမျိုးသမီးဘဝပြောင်းရပြန်တယ်ခက်ပုံကစိတ်ဓာတ်တစ်ခုကနိုင်အောင်ထိတ်ချုံနိုင်တဲ့စွမ်းအားမရှိခဲ့တဲ့အတွက်စိတ်ကလေးတစ်ခုခုလိုဥပလိုက်တာဖြစ်လိုက်တာနဲ့ပဲခုလိုဘဝတစ်ခုပြောင်းသွားတယ်ဆိုတော့ဒီကကြီးတွေတို့မကြီးတွေတတိထားဖို့သိမကောင်းဘူးလားသိကောင်းတယ်ဒါဒေါသကြီးတဲ့ပုဂ္ဂိုလ်ဒေါသဓာတ်နဲ့ကံကိုထူထောင်ခဲ့ရင်ပြဿနာတော်တော်လေးရှုပ်ထွေးပါတယ်နော်မာနကြီးတဲ့ပုဂ္ဂိုလ်မာနနဲ့ကံကိုထူထောင်ခဲ့ရင်လည်းတော်တော်လေးရှုပ်ထွေးပါတယ်ဒါကြောင့်ဖြူစင်တဲ့စိတ်ဓာတ်ဖြင့်ကံကိုထူထောင်ခဲ့ရင်တော့ကောင်းတဲ့လောက်တော့ကောင်းတယ်သိအကောင်းစားကြီးတော့ဘုန်းကြီးမဆိုလို့ဘာကြောင့်လဲခုနကဘုရားဟောထားတယ်မစင်ဟူသည်များသည်အနည်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေရွှန်ရှာဆက်စုပ်ဖွယ်သဘောသာဧကန်ရှိသလိုဘဝဟူသည်များသည်အနည်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေမြည်သည့်ဘဝကိုမြတ်ငါဖျားမချီးမွမ်းပါဘူးဆိုပြီးဘုရားကတော့ဒီလောက်ထိရှုံချထားတယ်နော်ဘယ်ဘဝဖြစ်ဖြစ်အောက်ထေဆုံးပရိသန္တိနေရတဲ့ဒုက္ခရှိမယ်အိုရတဲ့ဒုက္ခရှိမယ်နာရတဲ့ဒုက္ခရှိမယ်သိရတဲ့ဒုက္ခရှိမယ်မိမိကရာဂမကင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မိမိရဲ့သက်ရှိသက်မဲ့ကာမဝတ္ထုအစုစုတွေဖောက်ပြန်ပျက်စီးမှုကိုအကြောင်းခံပြီးဆိုရခြင်းသောကတရားငိုကြွင်းမိတမ်းရခြင်းပရိဒေဝတရားကိုယ်ဆင်းရခြင်းဒုက္ခစစ်ဆင်းရခြင်းဒေါမနတပြင်းစွာပူပန်ရခြင်းဥပယတဆိုတဲ့ဒီမိတွေအလောင်းမြိုက်ခံရမယ်ရာဂမကင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ရာဂမိတွေရဲ့လောင်မြိုက်တဲ့ဒဏ်ခံရမယ်ဒေါသမိတွေရဲ့လောင်မြိုက်တဲ့ဒဏ်ခံရမယ်မောဟမိတွေလောင်မြိုက်တဲ့ဒဏ်ခံရမယ်ဒါကြောင့်ဒီမိတစ်ဆက်တသိတို့လောင်မြိုက်ခြင်းခံရတဲ့ဘဝဆိုရင်ဘုရားရှင်ကတော့ဘယ်ဘဝကမှငါဘုရားမချီးမွမ်းပါ